မနီဖြစ်လာဖို့အတွက်ကျမအောင်မီးပြင်းပြင်းနဲ့အကျိန်များစွာတိုက်နေတယ်လေ အနူလက်နဲ့ကျွေးဘက်မတိုက်ဖို့ပဲ လူမှန်ရင်လူကျင့်ဝဲဆိုတာရှိတယ်သိလား ဟောအစဉ်ဦးရဲ့အရေးလေးဖြစ်ချင်တယ် ကျမကလည်းဝါဝမြင်တိုင်းရွှေချင်တဲ့လူမျိုးမဟုတ်ပါလာရောင်ထဲမှာပွင့်ကျင်တယ်ကိုမှုဒရာပန်မှာ မင်းတက်ကိုမင်းအနှမျိုးကားတိုင်းအသေးတတ်တယ်ကွာနော် ခွေးခိုးတဲ့တိုင်းတကပေါ်တယ်ခွေးကိုပြောနေစက်ကိုပို့နေတယ် မင်းကငါထောင်ကျနေတဲ့အချိန်မှာတကောင်ကျွတ်တက်မျက်နှာဖိတက်ဖခင်နဲ့လက်ထက်လိုက်တယ် နင်ကငါ့ကိုပိုင်စောပိုင်နေနဲ့ပြောရအောင်နင်နဲ့ငါနဲ့ဘာပတ်သက်ခဲ့လို့လဲ မမလေးညီမလေးတို့လေဝင်တန်းလို့သဘောထားတာမဟုတ်ဘူးကိုယ့်ရဲ့မိသားစုလို့သဘောထားတာညီမရဲ့ သူကလေမမေတို့ဘွားအတွက်အားကိုးရမယ့်သူတယောက်ဖြစ်ရပါစေမေတဲ့သမီးရဲ့ နောက်ကပင်ရရှိုးနေဖြည်းဖြည်းချင်းလှည့်ကြည့် နေငါရဲ့တွေ့ကြတဲ့အခါပျော်ရွှင်စရာအိမ်မများပြေပန်းစင်မှာကျူသားတဲ့စကားလေးများငါကိုပြောပါတို့ရရောက်တဲ့ဘသူမှမရှိပါ နင်ဒေဝဝင်းကိုချစ်နေတယ်ဆိုရင်နောက်ဆုတ်လိုက်ပါ ငါနဲ့ဒီပါဝင်းနဲ့ချစ်ချစ်ကြိုက်ကြိုက်နင့်အပူမပါအောင်နှုတ်နဲ့စော်ကားရတာအားမရလို့လက်နဲ့ပါစော်ကားခြင်းနဲ့ပေါ့ဟုတ်လား ငါနင့်နဲ့ထစ်တော့မယ့်ယောက်ျားလေးတယောက်ကနင်ထိုင်တော့စင်စင်သိနေပြီဟာနင်ကငါမရရအောင်ယူမှာနော် မသိကြဘူးကငါရဲ့ချစ်တယ်မင်းသူ့ကိုနှောက်ရှက်တာရတန်းရက်နော်နောက်တစ်ခါဆိုမင်းမလွယ်ဘူး မျိုးကတောင်ရဲကိုထဲပြီးတော့ဒီခုစုပ်ဆွဲပြဲပလိုက်ချင်တာ ငါနဲ့သမီးရှိမှချုပ်ပြီးတော့ကားပြနေတာမဟုတ်ဘူး နင်စကားပြောမမိုက်ရိုင်းနဲ့နော် ဒီစမ်းတော့တက်ကနဲ့ရှိနင့်သမီးနဲ့ဟမ်နင့်သမီးကဘယ်လောက်ကြီးကြီးကျယ်မြင့်မြတ်နေလို့ နင်အောက်တန်းကြလာပြီလား ဘာလဲဟမ်